ရဟိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လုံးဝကိုရှာလဲသွားစေမဲ့ချမောင်ဟင်းချက်နီးလေးကိုအားလုံးကိုမျှဝေပေးချင်ပါတယ်ရှင်ချင်းဟင်းချက်တဲ့နီးအများကြီးရှိတယ်ဒါပေမဲ့ဒီနီးလေးတိုင်းမချက်စားဘူးတဲ့ရင်တစ်ခါတော့ချက်စားကြည့်ပါအရန်ကိုကောင်းတာမလို့အားလုံးကိုမျှဝေပေးချင်တာပါရှင်ဒီနီးလေးကချမောင်ဟင်းကိုစီတက်ပြီးတော့ချက်တာပါနော်အရင်ဆုံးကြက်သွန်နီးနဲ့ကြက်သွန်ဖြူကိုထောင်းထားတာလေးကိုစီတက်ပေးပါမယ်ရှင်အယောင်လာခြင်းတဲ့အတွက်ကြောင့်ကျွန်မကနွမ်းမုံရဲ့အယောင်နှင်းမုံရဲ့သုံးပါတယ်အရင်ဆုံးစီတက်ပေးပါမယ်ရှင်ပြီးရင်ချက်မောင်ဟင်းဖြစ်တဲ့အတွက်ကြောင့်ကျမတို့ငပိရတော့မပါမဖြစ်ပေါ့နော်မိမိသုံးတဲ့ချက်မောင်ရွက်ပေါ်မူတည်ပြီးတော့ငပိအနေများချိန်ဆပြီးတော့ထည့်ပေးပါနော်ဒါကတော့မပြောတော့ဘူးချက်မောင်ရွက်အနေများရှိတာမလို့ပါရှင်ပြီးရင်အယောင်တင်ပုံလေးထည့်ပါတယ်ကျမအယောင်လေးလှအောင်လို့ပါရှင်ငပိကိုစီတက်လိုက်တာဖြစ်တဲ့အတွက်ကြောင့်လေအဲ့ဒီမှာလုံးဝအရသာကွဲထွက်သွားတယ်ရှင်ပြီးရင်တခါလေးမြစ်ထည့်မှာဆိုတော့လေမြစ်ကိုပါတခါလေးစီတက်ပါဒီစီတက်တာရလာပြီဆိုလို့ရှိရင်ချက်မောင်ရွက်ထည့်ပေးရမယ်ပေါ့နော်ဂျပန်မှာကဆောင်းနှန်းဆိုရင်ချက်မောင်ရွက်မရတဲ့အတွက်ကြောင့်ကျမတို့ကနွေရာသီကလေးကဆောင်းနှန်းစာအခဲခံပြီးတော့တင်ထားတာပေါ့နော်ကျမဒီအဲ့ဟာကိုတုံးထားတယ်ပြီးရင်ရေထည့်ရမယ်ပေါ့နော်ချက်မောင်ရွက်ပျော့အောင်လို့ဆိုကျမရေထည့်လိုက်တာမြန်မာပြည်ကဆိုလို့ရှိရင်တော့ဒီချက်မောင်ရွက်ကိုဒီတိုင်းအစိမ်းကိုမထည့်ဘဲနဲ့ပေါ့နော်ပြုတ်ပြီးမှထည့်ပေးစေချင်တယ်ပြုတ်တယ်ဆိုတာထက်ပေါ့နော်ရေကန်းလေးချက်မောင်ရွက်ကလေးကိုညှိုးသွားအောင်လုပ်လိုက်တာပေါ့နော်အဲ့လိုအချောက်ခံပြီးတော့ညှိုးတာမျိုးလည်းမဟုတ်ဘူးဒီတိုင်းအစိမ်းထည့်မယ်ဆိုလို့ရှိရင်စီနဲ့ကြတော့လေကြော်တလိုပုံစံမျိုးဖြစ်သွားတော့အရသာကွဲသွားတယ်အဲ့အတွက်ကြောင့်တစ်ခါလောက်ဖြစ်စမ်းကြည့်ပါပေါ့နော်အရေကန်းလေးအရင်ကြိုပြီးတော့မှအဲ့ဒါလေးကိုဒီစီမွေးတက်တဲ့ထဲထည့်ပြီးတော့ချက်တာကအရသာတစ်မျိုးထူးခဲ့စေပါတယ်ရှင်ချမောင်ဟင်းကချက်တာတော့နည်းနည်းပဲပေါ့နော်အခဲဖြစ်နေတဲ့အတွက်ကြောင့်ပြီးတော့မှအခဲအရေးပြောသွားတော့အရွက်တွေကအများကြီးဖြစ်လာရောချမောင်ဟင်းချက်တဲ့ခါမှာတတိထားမှာတစ်ခုကကြတော့ဒီချမောင်ဟင်းကအရေးကြလေကောင်းလေဖြစ်တဲ့အတွက်ကြောင့်မိမိလိုချင်တဲ့ပမာဏထက်ကိုပို့ပြီးတော့အရေးကိုထည့်ပေးပေါ့နော်အဲ့ဒါမှအရေးခန်းတဲ့အခါမှာမိမိလိုချင်တဲ့လောက်ရမှာပေါ့နော်အရသာအတွက်ကကြတော့စားရဲ့ငါးမုံပေါ့နော်ကျွန်မဓာတ်ရှိမှုံထည့်ထားပါတယ်အချို့မုံထည့်မထားဘူးဟုတ်ပါလေအချင်းဟင်းကချင်းကျင်လို့ရှိရင်စားလေးနည်းနည်းပိုကဲပြီးတော့ထည့်ပေးရတယ်ပေါ့နော်တစ်ခါချက်မောင်ရွက်မချင်တာတွေပါဖြစ်တတ်တယ်လေနော်အဲ့တော့စားထည့်ရင်ငံမှာလည်းကြောက်တယ်ဆိုတော့အဲ့လိုမျိုးတစ်ခါတိတ်မချင်တာမျိုးဆိုလို့ရှိရင်တော့ရှာလကာကြီးလေးနည်းနည်းလိုက်ပေါ့နော်ကျမကဒါကလေမှုေးသွားအောင်လို့ဆိုပြီးတော့ငံပြာကြီးနည်းနည်းထည့်လိုက်တာငပိထည့်တာလည်းနည်းသွားတယ်ဘာလို့လဲဆိုတော့ချက်မောင်ရွက်ကခဲနေတာဆိုတော့မှန်းလို့မရတော့ပဲနဲ့လေပိုများလာတော့ကျမငံပြာကြီးလေးနည်းနည်းထည့်လိုက်တယ်ငပိကိုနောက်မှထည့်လို့ရှိရင်အရန်နံသွားတဲ့တောင်မလို့ကျမမထည့်ထားဘူးပြီးတော့မြစ်ကလည်းထည့်တာနည်းသွားတာဖြစ်တဲ့အတွက်ကြောင့်ပဲပင်ပေါလေးပဲထည့်လိုက်တယ်ပေါ့နော်ချက်မောင်ဟင်းကိုတစ်ခွက်ထဲနဲ့အရသာပြည့်စုံအောင်လေချင်းကန်ဆက်လေးဖြစ်သွားအောင်လို့ကျမကငရုတ်သီးစိမ်းလေးပါထည့်ပေးလိုက်ပါတယ်ရှင်ပြီးပြီဆိုလို့ရှိရင်မိမိလိုချင်တဲ့ပေါ့နော်အရီပမာဏရအောင်တည်ထားလိုက်မယ်အရီခမ်းပြီးဒီကလည်းပွက်သွားပြီဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ကျမတို့နန်းနန်းမင်းလေးအုပ်ပေးလို့ရတယ်เนาะဒါချမဲ့အစင်မှာနန်းနန်းမင်းလေးအုပ်တာပေါ့တချို့ကကြတော့နန်းနန်းမကြိုက်တဲ့လူရှိရဲအဲ့ဒါဆိုလို့ရှိရင်လည်းနန်းနန်းမင်းအုပ်စရာမလိုဘူးเนาะဒီနေထားမှနေအရန်ကိုကောင်းနေပါပြီရှင်ဒါဆိုလို့ရှိရင်တော့အရန်ကိုရတာရှိတဲ့ချင်းဟင်းတစ်ခွေရပြီပဲဖြစ်ပါတယ်ရှင်အားလုံးပဲဒီနေ့လေးတိုင်းချက်မစားဘူးသေးရင်တော့တစ်ခါလောက်ဖြစ်ဖြစ်ဆန်းချက်ကြည့်ဖို့အဆူဆူမဲလုပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဂျာနေ